ရာကြည်ပြူစွာအပြောင်းနေဝေလို့ပြောချကုသိုလ်စာပွားအလူမင်္ဂလာပွဲကြီးပါအလူတကာအလူမပျော်ရွှင်စွာဝမ်းသာပီတိကုသိုလ်မှာတာလရင်သွေးကိုရှင်သာမဏေပြုလို့ရှေဝါရောက်တဲ့ငါစင်မြမလို့ပွဲဒီပါခန္ဓာလို့ဖြစ်တယ်ပါတော့မြတ်တော်ကုသိုလ်ယူတဲ့ပွဲပါတာရုခေါ်ဆိုပါနိဗ္ဗာန်ရှိပြီလားခင်းတဲ့လူတော်မင်္ဂလာတတွေဆုံးလင်းစွာအခန်းဆိုင်တန်ဟာမိုးတီလွင်ပြန်တာယာစွာမျောလွင်လို့လားအရှုံးလည်းမြမရွှေကျွေးမွေးပါလို့ဘေးကန်းဆုံးတရာကြည်ပြူစွာအပြောင်းနေဝင်လို့ပြောချကုသိုလ်စာပွားလူမင်္ဂလာပွဲကြီးပါအလူတကာအလူမပျော်ရွှင်စွာဝမ်းသာပီတိကုသိုလ်မှာတာလရင်သွေးကိုရှင်သာမဏေပြုလို့ရှေဝါရောက်တဲ့ငါစင်မြမသောပွဲဒီပါခန္ဓာလို့ဖြစ်တယ်ပါတော့မြတ်သောကုသိုလ်ယူတဲ့ပွဲပါတာရုဟောဆိုပါနိဗ္ဗာန်ရှိပြီလားခင်းတဲ့လူတော်မင်္ဂလာလူတကာအလူမပျော်ရွှင်စွာဝမ်းသာပီတိကုသိုလ်မှာတာလရင်သွေးကိုရှင်သာမဏေပြုလို့ရှေဝါရောက်တဲ့ငါစင်မြမတော်ပွဲဒီပါခန္ဓာလို့တည်တယ်ပါတော့မြတ်တော်ကုသိုလ်လူတဲ့ပွဲပါနိဗ္ဗာန်ရှိပြီလားခင်းတဲ့လူတော်မင်္ဂလာ။